ဟုတ်ကဲ့မင်္ဂလာပါမနေ့ကကစားခဲ့တဲ့မျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်မှာတော့မြန်မာအသင်းကဖိလစ်ပိုင်အသင်းကိုမေထက်လူရဲ့နောက်ကျသွင်းကိုနဲ့အတူအနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်ဖိလစ်ပိုင်အသင်းဟာလွယ်ကူတဲ့ပြိုင်ဘက်တော့မဟုတ်ခဲ့ပါဘူးကျွန်တော်တို့ပေးလိုက်ရတဲ့ဂိုးတကိုးဟာဂိုးသမားမျိုးမြတ်မြတ်ညဲရဲ့အမှားမကင်းတာမှန်ပေမဲ့သူ့ရဲ့ကာကွယ်မှုတွေကြောင့်သာကျွန်တော်တို့အသင်းမရှုံးနိုင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ဒုတိယပိုင်းလူစားလဲမှုမှန်ကန်ခဲ့ပြီးလူစားဝင်ကစားသမားအတွဲဆက်ကနေပဲဂိုးရရှိခဲ့တာဖြစ်ပါတယ်ပထမပိုင်းမှာမြန်မာအသင်းရဲ့တောင်ပန်တွေကအလုတ်သိမ့်မဖြစ်ခဲ့တာတော့အမှန်ပါဒုတိယပိုင်းယူပါခိုင်ရဲ့နေရာမှာယုံဝရီလှိုင်းဝင်ကစားစေခဲ့တာကပရိသတ်အကြိုက်ဖြစ်စေခဲ့ပါတယ်ရရှိခဲ့တဲ့အနိုင်ဂိုးကတော့မေထက်လူရဲ့ဂိုးသွင်းတေချာမှုနဲ့ဂိုးလက်ရှိမှုကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒါအပြင်ယုံဝရီလှိုင်းရဲ့ပေးပို့မှုကလည်းအတော်လေးတိကျခဲ့တာဖြစ်ပါတယ်ပရိသတ်အနေထားမှာတော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့သလိုပဲမြန်မာအသင်းရဲ့ဒုတိယအိမ်ဝင်ဖြစ်စေခဲ့ပါတယ်ဒီနိုင်ပွဲကြောင့်ပဲမြန်မာအသင်းဟာနောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အခွင့်အရေးတာသွားပြီဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ခုဖြစ်တဲ့ BNN နဲ့မလေးရှားပွဲစဉ်မှာတော့ BNN အသင်းက9ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်နောက်ထပ် U22 အမျိုးသားအသင်းကိုပြောရမယ်ဆိုရင်တော့ဖိလစ်ပိုင်အသင်းကို2ဂိုးမရှိနဲ့ရှုံးနေခဲ့တာဟာဂိုးရလက်တာမကပဲခြေစွမ်းပိုင်းမှာရှုံးနေခဲ့ရတယ်လို့ဆိုရင်တော့မှားမယ်မထင်ပါဘူးဒီအရှုံးရလက်ကြောင့်ပဲနောက်တစ်ဆင့်တက်ဖို့မလွယ်ကူဘူးလို့ပြောရမလို့ဖြစ်ပါတယ်နောက်တွေ့မဲ့အသင်းဟာဒီထက်ပိုကောင်းတဲ့အင်ဒိုအသင်းဖြစ်ပါတယ်အင်ဒိုအသင်းကိုအနိုင်ကစားဖို့ဆိုရင်တော့စ조사အားထုတ်မှုနှစ်ဆမကမြင့်တင်းမှရမှာဖြစ်ပါတယ်မနေ့ကပွဲထွက်ကစားသမားစင်းမှာဆိုရင်လည်းလိုအပ်ချက်တွေရှိနေပါတယ်ဒါအပြင်မင်းမော်ဦးကိုလည်းဘာကြောင့်ဝင်ရောက်ကစားခွင့်မရခဲ့လဲဆိုတာသိကျင်မိပါတယ်U22 အသင်းအနေနဲ့အင်ဒိုအသင်းနဲ့မတိုင်မီမှာမိမိတို့ရဲ့လိုအပ်ချက်တွေကိုပြုပြင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ